မျိုးသမီးတွေအကျင့်စရိုက်ကောင်းဖို့အရေးကြီးတယ်အကျင့်စရိုက်မကောင်းဘူးဆိုလို့ရှိရင်အမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာထိခိုက်တယ်မိန်းကလေးတို့အိမ်တွေရွှေပေးလို့မရဆိုတဲ့ဂုဏ်သိက္ခာရှိတာမျိုးဖြစ်ဖို့လိုတယ်အဲ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဂုဏ်သိက္ခာတက်စေလို၍အမျိုးသမီးတွေရဲ့အညစ်အကြေးဆိုတာတခြားမဟုတ်ဘူးတဲ့ကိုချင်းတရားပြည့်ပြားမှုမရှိစေအောင်ထိန်းသိမ်းဆော့ရှော့ကိုချင်းတရားပြည့်ပြားမှုသည်သူတို့အတွက်အညစ်အကြေးပဲဂုဏ်သတင်းကင်းမဲ့ဖို့အတွက်အညစ်အကြေးဂုဏ်သတင်းမတောက်ပြောင်မှုအတွက်အညစ်အကြေးတစ်ခုဖြစ်လာဒါလည်းအမျိုးသမီးလောကအလွန်လိုက်နာကျင့်သုံးစရာကောင်းတဲ့အချက်တစ်ခုပဲဟောနောက်တစ်ခုကြတော့ဘာလို့မစ္စေတံတထတော်မလံတစုံတစ်ခုပေးမယ်ကမ်းမယ်လှူမယ်တမ်းမယ်နော်ဆုချတယ်ကအစပေါ့ပေးတာကမ်းတာလက်ဆောင်ပေးတာလှူတာတမ်းတာရဲ့ဒီလှူမှုတမ်းမှုမအောင်မြင်တာဟာဘာကြောင့်မအောင်မြင်ရတယ်လဲလို့ဆိုကိုယ့်အတွက်သာကြည့်တဲ့ကျင့်မြောင်းတဲ့မစ္စရိယတရားလို့ခေါ်